SO5 ကိုဒီ inline ပန်ပြောင်းလိုက်တဲ့အခါကျလို့ရှိရင်ဘယ်လိုတွေဖြစ်သွားလဲဆိုတော့အကျန်းပို့ပြီးတော့ခံနိုင်သွားရဗျာစီလုံးဝမရွေးတော့ဘူးဗျပြင်ရတာလည်းလွယ်တယ်ပေါ့ဗျာဒီဥမာကျွန်တော်နယ်တွေဆင်းတဲ့အခါမှာပေါ့ဗျာနယ်တွေမှာကားပြက်ပြီဆိုလို့ရှိရင်တော့မှဒါဝက်ဥလှည့်လေးတစ်ခုရှိလို့ရှိရင်ပြင်လွှတ်ရရဗျာဒါပေမဲ့ power တော့နည်းနည်းကျသွားမယ်ဗျာ ECU ပေါ့ဗျာကွန်ပျူတာထိန်းချုပ်မှုမရှိတော့နည်းနည်းလေးစီစားပို့သွားမယ်ဗျာဒါပေမဲ့စိတ်ချမ်းသာမှုကအရေးကြီးဆုံးပဲဗျာဒါကြောင့်ဗျာမိတ်ဆွေတို့ကဒီ SO5C engine ပါလာတဲ့ကားတွေဝယ်မယ်ဆိုလို့ရှိရင်မေးရမှာဒါပန့်ရှိန်ပြီးသားလားဘာပန့်ထည့်ထားလဲဟုတ်ကဲ့ကိုကျွန်တော်တို့ဒီ mechanic ပန့်ရိုးရိုးပန့်ကိုကျွန်တော်တို့ရှိန်ပြီးသားပါဆိုလို့ရှိရင်ကျွန်တော်တို့ဈေးပို့ပေးရတာတန်တယ်ဗျဟုတ်ပြီဗျာကျွန်တော်တို့ဒီ SO5C engine ပါလာတဲ့ကားတွေဝယ်မယ်ဆိုလို့ရှိရင်ဒီ engine ကကောင်းတာတွေလည်းရှိသလိုဆိုးတာတွေလည်းရှိရဗျဒီ Isuzu ရဲ့ 48G1 ကားတစ်စီးဝယ်မဲ့ပိုက်ဆံနဲ့ဒီ SO5C engine ပါလာတဲ့ကားကိုဝယ်မယ်ဆိုလို့ရှိရင်ကားမော်တယ်ပုံမြင့်တာရမယ်ဗျဒါမှမဟုတ်လို့ရှိရင်ပတ်စံပိုကြံမယ်ဗျနောက်တစ်ခါကျွန်တော်တို့ Isuzu ထက်လည်းစက်တန်ပိုငိမ့်မယ်ခကြီးအဝေးမောင်းလို့ရှိရင်နားကြီးတက်တာမယ်ဗျဒီ Hino နဲ့ Toyota